မင်္ဂလာပါရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေအတွက်ပေါ့နော်9လပိုင်း15ရက်နေ့ကနေပြီးတော့9လပိုင်း31ရက်နေ့အထိအလောက်ကိုင်အခွင့်အလမ်းကောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်နှစ်ပတ်စာ15ရက်စာအထူးဟော့စတမ်ကိုဆယ်မပွင့်တင်ခိုင်မှာဟောပြပြီးတော့မှာဖြစ်ပါရဲ့ရှင်အဲ့အတွက်ကြောင့်မို့ share ကုသိုလ်လေးများများလေးပြုလုပ်ပေးပါအောင်နော် follow လေးမနှိပ်ရသေးဘူးဆိုလို့ရှိရင် follow လေးနှိပ်ပေးပါအပေါင်းလေးနှိပ်ပါကံကောင်းပြီးချမ်းသာပြီးဆိုပြီးတော့ comment လေးရေးသွားပါအောင်ရှင်ချစ်မိတ်ဆွေ9ရက်သမီးရှင်တွေဖွားများအားလုံးတို့ရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတောင်းတတဲ့အတွက်ကြောင့်မို့ဆင်မမြစ်တာအစွမ်းထက်နဲ့ပြည့်ပြည့်စုံစုံလေးပေါ့နော်တောက်ကြသားသမီးတွေအတွက်9လပိုင်းနှစ်ပတ်စာအထူးဟော့စတန်လေးကိုဆက်လက်ပြီးတော့ဟောပြပြရမယ်အပိုင်း1 2 3ပေါ့နော်ဟောပေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့ share ကုသိုလ်လေးအများလေးပြုလုပ်ပေးပါအပေါင်းလေးနှိပ်ပါကံကောင်းပြီချမ်းသာပြီလို့ comment လေးရေးခဲ့ပါအောင်ရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေကနော်ယခုကာလမှာရည်ရွယ်ချက်တွေစိတ်ကူးစိတ်တန်းနေနဲ့ပတ်သက်ပြီးတော့ပုံဖော်ထားတဲ့အရာတွေစိတ်ကူးထားတဲ့အရာတွေအားလုံးမှန်းချက်နဲ့နှမ်းထွက်ကိုက်ညီပါလိမ့်မယ်ကံကောင်းနေတဲ့အချိန်ဖြစ်ပါတယ်ရှင်အဲ့အတွက်ကြောင့်မို့လိုလားချက်တွေပြည့်ပြည့်စုံစုံအောင်မြင်မယ်အဆင်ပြေမယ်အပြိုင်ဆိုင်မှုတွေကြားကနေပြီးတော့ထိုးထွင်းအောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ရှင်ရှည်ရင်ဆွဲအနေထားကနေပြီးတော့ပုံမြင်မားတဲ့အနေထားကိုကူးပြောင်းပြီးတော့တိုးတက်အောင်မြင်မှုတွေရမယ်ဆုံးဖြတ်ချက်မှန်ကန်မှုစနစ်တကျသုံးသပ်နိုင်မှုတွေကြောင့်ကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့ရှိလို့ရှိရင်အောင်မြင်မှုတွေရမယ်ဘဝတိုးတက်ရတိုးတက်ကြောင်းတက်လန်းနေရမယ်ရေရှည်ကြံစီလောက်ကင်ထားတဲ့အဆင်မပြေတဲ့အရာတွေပြန်လည်ပြီးတော့မှအဆင်ပြေပြီးတော့မှကံကောင်းခြင်းတွေဖြစ်ပေါ်လိမ့်မယ်ဖះเจ้าငံဈေးဒီတစ်ခုတို့တွားပြီးတော့ပေါ့နော်ပတိစိတ်ရမှာဖြစ်ပါတယ်ရှင်ဖះเจ้าငံဈေးဒီပထိုးမှာတွားပြီးတော့ပတိစိတ်ရမယ်ဘာပတိစိတ်ရမလဲဆိုရင်ဂုံတော်6ပါးကိုပတိတစ်လုံးချနဲ့ပတိ6ဘတ်စိတ်ပြီးတော့လှူဒန်းပူဇော်ပေးရမယ်ရှင်လှူရမယ့်ပန်းလေးကတော့အရန်ကြီးခတ်နေမှာမဟုတ်ပါဘူးရှင်နှင်းစီပန်း6ပွင့်လှူပေးရမှာဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေတောက်ကြသားသမီးတွေရန်အပြိုင်ဆိုင်အလုံးစုံရှိတဲ့အတွက်ကြောင့်မို့ပေါ့နော်ညံကူပြီးတော့ဘာသာရေးလေးနဲ့အပြိုင်ဆိုင်အတောက်ခက်အနှောက်ယှက်တွေကိုကြော်လွှားမယ်ဆိုလို့ရှိလို့ရှိရင်နော်အင်မတန်မှအဆင်ပြေလာမယ်အလောက်ကင်တွေအဆင်ပြေလာလိမ့်မယ်ရှင်မိမိလုပ်ရတဲ့အလုပ်မှာပေါ့နော်မပျော်ဘဲနဲ့အလုပ်ပြောင်းချင်တဲ့သူတွေယခုကာလမှာမပြောင်းပါနဲ့မေးပြီးတော့ပြန်ပြီးတော့လုပ်ပါကောင်းမွန်တိုးတက်တဲ့အခြေအနေကောင်းတွေအခွင့်အလမ်းကောင်းတွေကိုရရှိလာပါလိမ့်မယ်ရှင့်တကယ်လို့ကိုကဖျားစီဒီအကြောင်းခံပထုံးကိုသွားဖို့အဆင်မပြေဘူးဆိုရင်ကိုစားလုပ်လို့ရတယ်နိုင်ငံခြားမှာရှိနေတာအဆင်မပြေဘူးဆိုရင်တော့ဆရာမရှိကိုဆက်သွယ်လို့ရပါတယ်ရှင့်ဒုတိယပိုင်းလေးဆက်လက်ဟောပြပါမယ်